안녕하세요. အားလုံးပဲမင်္ဂလာပါ။ Rumi ဖြစ်ပါတယ်။ဒီနေ့ဗီဒီယိုမှာတော့ Media Major အကြောင်းပြောပြသွားမှာပဲဖြစ်ပါတယ်။ Rumi ဒီဗီဒီယိုလုပ်ချင်ညာအရန်ကြာပြီပေါ့နော်။ Media Major မှာဘာတွေသင်တာလဲဆိုတော့အရန်ပြောပြချင်နေခဲ့တာပါ။ Rumi ကတော့လက်ရှိGyeonggi တက္ကသိုလ်မှာ Media Major ကိုအထူးပြုယူထားတာတတိယနှစ်ရောက်ပြီပေါ့နော်။ကိုရီးယားမှာ Media Major တက်နေသူတွေအများကြီးရှိပါတယ်။ဒါပေမဲ့တစ်ချောင်းနဲ့တစ်ချောင်းပေါ့နော်။အထူးပြုသင်တဲ့အပိုင်းဒီကျောင်းသားတွေကိုဆွဲခေါ်သွားခြင်းတဲ့ direction သင်ရိုးတွေကအစနည်းနည်းချင်းစီကွာတယ်ပေါ့နော်ပြီးတော့ media ကအရန်ကျယ်ပြန့်တယ်သူအောက်မှာအခွဲလေးတွေများပြီးတော့မှကိုသွားခြင်းတဲ့အပိုင်းကိုကိုရွေးပြီးတော့မှလေ့လာပြီးသွားရတာဖြစ်တဲ့အတွက်ကြောင့်မလို့တော်တော်များ media လို့ပြောလိုက်ချက်ချင်းမျက်လုံးနဲ့တမ်းပြီးတော့မမြင်ကြဘူးပေါ့နော်ဘာသင်ရတဲ့ဘာသာရပ်ကြီးပါလေ media ကြီးပါလေဆိုပြီးတော့အရန်ဖြစ်ကြတယ်media major ကိုယူဖို့စဉ်းစားနေသူတွေmedia major ကိုနည်းနည်းလေးပဲဖြစ်စိတ်ဝင်စားနေသူတွေရှိမယ်ဆိုရင်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြပါအောင်နော်အရင်ဆုံး Rumi က Gyeonggi တက္ကသိုလ်မှာတက်နေရဖြစ်တဲ့အတွက်ကြောင့်မလို့ Rumi ကျောင်းကသင်ရိုးကိုအခြေခံပြီးတော့ Rumi ကဘာတွေသင်နေရတာလဲfuture career path ကဘယ်လိုရှိတာလဲဆိုတာကိုအဓိကထားပြီးတော့ပြောပြပေးသွားပါမယ်အရင်ဆုံးတို့ဒီ media major အောက်မှာရှိတဲ့အပိုင်းအကြီးတွေကိုအရင်လေ့လာကြမယ်ပေါ့နော် media အောက်မှာအပိုင်းလိုက်ခွဲထားတဲ့နယ်ပယ်တွေရှိပါတယ်အရင်ဆုံး journalism ပေါ့နော်သူကတော့အားလုံးသိတဲ့အတိုင်းသတင်းစာပညာရပ်သတင်းရေးမယ်သတင်းကြေညာမယ်သတင်းထောက်လှမ်းမယ်စတာတွေဒီသတင်းစာမှာရေးတာစောင်းပါရေးတာဒီ magazine journalism ဆိုတာလည်းရှိရပေါ့နော်အဲ့လိုမျိုးကို journalism ပိုင်းထဲဝင်မယ်ပြီးရင် communication public relation advertisement ကတစုပြောရရင်တော့သူကတော့လူထုဆက်သွယ်ရေးပေါ့လူထုဆက်ဆံရေးဒီလူထုနဲ့ဘယ်လိုမျိုးပြောဆိုဆက်ဆံရေးလုပ်မလဲပေါ့နော် mass communication ကိုလေ့လာတာများပါတယ်ဒါပေမဲ့ဒီ communication မှာလည်းသူမျိုးအမျိုးမျိုးခွဲပါတယ်ဒီ one by one ဆက်ဆံတဲ့ relation communication ရှိမယ်ပြီးရင်ကိုယ်စိတ်ထဲမှာကိုဖြစ်နေတဲ့ psychological communication ရှိမယ်ပေါ့နော်ကိုယ့်အနေနဲ့ကိုပြောဆိုဆက်ဆံတဲ့အပိုင်းရှိမယ်ပြီးရင် brand communication ရှိမယ်ပေါ့နော်ဒီအဖွဲ့အစည်းတစ်ခုကဒီ mass လူထုကြီးနဲ့ပြောဆိုဆက်ဆံတဲ့communication ပုံစံရှိမယ်ပေါ့နော်အဲ့အရာတွေအကုန်လုံးတို့ဒီ communication public relation ပြီးရင် advertisement ပေါ့နော်ကြော်ညာဘယ်လိုလုပ်မလဲဒီ brand reputation ကိုဘယ်လိုမြင့်တင်မလဲ brand image ကိုဘယ်လိုတည်ဆောက်မလဲဒီ public ကဒီလူထုကငါတို့ brand ငါတို့အဖွဲ့အစည်းကိုဘယ်လိုပုံစံနဲ့မှတ်မိနေအောင်လုပ်မလဲစသဖြင့်အဲ့လို communication နဲ့ဆိုင်တာတွေကိုလေ့လာရတဲ့အပိုင်းတစ်ပိုင်းရှိတယ် communication theory တွေနဲ့ပေါ့နော်ပြီးနောက်တစ်ပိုင်းကmedia production အပိုင်းရှိမယ်အဲ့လိုမျိုးကြည့်နေတဲ့ရုပ်ရှင်ဇာတ်ကား program တွေmusic video တွေ YouTube video တွေ social media မှာတွေ့နေတဲ့ video တွေအဲ့အားတွေအကုန်လုံးပေါ့နော် media production အဲ့တော့ဒီ media production နယ်ပယ်ထဲမှာပေါ့နော်ဒီ media products ကိုထုတ်လုပ်တဲ့အခါမှာဘယ်လို story telling ကိုသုံးသွားတာလဲဘယ်လိုနည်းပညာတွေနဲ့ story တစ်ခုကိုတည်ဆောက်သွားပြီးတော့မှaudience ကိုဖန်စားသွားတာလဲ audience attention ဘယ်လိုယူတာလဲဒီ media production နယ်ပယ်ပေါ့နော်ရိုက်ကူးရေး director ပိုင်းအဲ့လိုမျိုးစိတ်ဝင်စားတဲ့လူတွေ script writing scenario writing ပိုင်းစိတ်ဝင်စားတဲ့လူတွေဆိုရင်ဒီ media production ပိုင်းမှာအထူးပြုယူလို့ရမယ်ပေါ့နော်ပြီးရင်တို့ဒီ digital media ဆိုပြီးတော့ဒီနေ့ခေတ်အသစ်ပေါ်လာတဲ့ technology နဲ့အတူ media ဈေးကွက်ကြီးတစ်ခုလုံးလည်းအများနဲ့လိုက်ပြီးတော့ပြောင်းလဲတယ်ပေါ့နော်နည်းနည်းအဲ့ technology ပိုင်းနဲ့ဆက်ပြီးတော့မှလုပ်လို့ရတာလည်းရှိတယ်ပြီးဒီအခုနောက်ပိုင်းဆိုဒီ media major မှာ statistics တွေဒီ data science တွေလည်းတွဲပြီးတော့သင်ပေးတယ်ပေါ့နော်တော်တော်များအဲ့တော့ဒီနေ့ခေတ်ပြောင်းလဲလာတဲ့ trend နဲ့အညီအသစ်ပေါ်လာတဲ့ technology နဲ့အညီဒီ media ဈေးကွက်ကြီးကလည်းဘယ်လိုလိုက်ပြီးတော့ပြောင်းလဲမလဲအဲ့အပိုင်းကိုသင်တယ်ပေါ့နော်ပြီးနောက်ထပ်တစ်ခုကကျတော့ media research နည်းနည်းပညာရဲ့အပိုင်းရောက်သွားတယ်အဲ့လို researcher တွေလုပ်ချင်တဲ့လူတွေဆိုတော့ဒီအပိုင်းသွားလို့ရမယ်ပေါ့နော် media ကဘယ်လောက်ကြီးထိလူထုကိုလွှမ်းမိုးနိုင်လဲဆိုတာမျိုးနည်းနည်းလူမှုသိပ္ပံဘာသာရဲ့အခွဲ social science နဲ့ຫນွယ်ပြီးတော့မှလေ့လာတဲ့ media research ဆိုပြီးတော့ရှိမယ်ပေါ့နော်ဒီ communication theory တွေကိုအခြေခံပြီးတော့မှလူထုရဲ့ဒီစိတ်လူထုကိုဘယ်လိုမျိုးနားချမလဲဘယ်လို persuade လုပ်မလဲ media ရဲ့လွှမ်းမိုးမှုကဘယ်လိုမျိုးရှိသလဲစသဖြင့်ပေါ့နော်ဒီ media research ပိုင်းတွားလို့လည်းရတယ်နောက်တစ်ခုကကျတော့ media analysis media criticism ပေါ့နော်ဒါကကြတော့တို့ဒီ media ဈေးကွက်ထဲမှာရှိတဲ့ media content တွေကို analysis လုပ်တာဥပမာဒီ program တစ်ခုကို analysis လုပ်တယ် director ကဘယ်လိုမျိုး message ကိုပေးချင်လို့ဘယ်လို
story ထည့်ပြီးတော့ရိုက်ထားတယ် camera angle ဘယ်လိုယူထားတယ်သူဦးတည်တဲ့ audience ကဘယ်လိုရှိတယ် audience ကရောဒီ program ကိုဘယ်လိုသုံးစွဲနေကြတယ်လဲစသဖြင့်အဲ့ media content တွေကို analysis လုပ်တဲ့အပိုင်းရှိမယ် criticism လုပ်တဲ့အပိုင်းရှိမယ်ပေါ့နော်ပညာရှင်တယောက်အနေနဲ့ပြီးတော့နောက်ထပ်ကကြတော့ဈေးကွက်ထဲမှာလည်းလိုအပ်နေတဲ့ဒီ media business media management ဒီနေ့ခေတ် social media marketing media planning ဒီ entertainment business တွေစာအုပ်ထုတ်တဲ့ publishing အပိုင်းနေပေါ့နော်ဒီ media management platform business ဘယ်လိုလုပ်မလဲဆိုတဲ့အပိုင်းနေရှိပါတယ်ဆိုတော့ media မှာဒီလိုမျိုးအပိုင်းအကျယ်ကြီးရှိတယ်အရန်များတယ်ဟာလားခွဲသွားလို့ရတဲ့လမ်းကြောင်းတွေအရန်များတာဖြစ်တဲ့ကြောင့်မလို့ကိုကဘာကိုစိတ်ဝင်စားတာလဲဆိုတာကိုကိုတေချာနေဖို့တော့လိုတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျောင်းတွေမှာကခြုံပြီးတော့တင်တာဖြစ်ပါတယ်ဒီဥမာရူမီခုနခွဲပြတာဆိုအပိုင်း9ပိုင်းရှိတယ်ထင်တယ်လားအဲ9ပိုင်းလုံးကိုခြုံပြီးတော့တင်ပြတော့ပါ journalism လည်းတင်တယ် communication လည်းတင်တယ်content analysis လည်းတင်တယ် media management လည်းတင်တယ်ဒီ research ပိုင်းလည်းတင်တယ်အကုန်တင်တယ်ပေါ့နော်အဲ့တော့ကျောင်းကအကုန်ခြုံပြီးတော့မှတင်သွားတာဖြစ်ပါတယ်အဲ့တော့ကိုကဘွဲရပြီးတဲ့အခါကျရင်ဘယ်လမ်းကြောင်းကိုသွားချင်တာလဲဆိုတာကိုကျောင်းတက်နေကြတဲ့ကကို portfolio ကိုကိုကစောက်ထားရမှာပေါ့နော်ရူမီစိတ်ဝင်စားတဲ့အပိုင်းဆိုရင်တော့ personally ဆိုရင်တော့ရူမီကဒီ media production အပိုင်းထဲမှာမှ storytelling အပိုင်းကိုစိတ်ဝင်စားရတယ်ပေါ့နော်ဒီနေ့ခေတ် media content နေမှာ story တစ်ခုဘယ်လိုတိစောက်ထားပြီးတော့ storytelling ဘယ်လိုလုပ်သွားလဲ audience တွေကဘယ်လို story မျိုးကိုကြိုက်တာလဲဘယ်လို story မျိုးကိုနားထောင်ချင်ကြတာလဲကြည့်ချင်ကြတာလဲဆိုတော့အဲ့အပိုင်းကိုနည်းနည်းစိတ်ဝင်စားတယ်ပြီးတော့media content analysis ပိုင်းစိတ်ဝင်စားတယ်ပေါ့နော်ရူမီတို့ကြည့်နေသမျှအဲ့လို content တွေကရူမီတို့ဒီ audience အပေါ်ခက်အမြင်ကိုဘယ်လိုထင်ဟပ်နေတာလဲဘယ်လိုမျိုးပတ်စံရှာသွားလဲပေါ့နော် media content တခုကအဲ့လိုမျိုးအပိုင်း analysis လုပ်ရတဲ့အပိုင်းစိတ်ဝင်စားတယ်ပြီး journalism အပိုင်းနည်းနည်းလေးစိတ်ဝင်စားတယ်ပေါ့နော်သတင်းဘယ်လိုယူကြတာလဲသတင်းဘယ်လိုရေးလေးရှိလဲခေတ်အလိုက်ပြောင်းလဲလာတဲ့သတင်းပုံစံတွေပေါ့နော်ပြီး politics နဲ့ဘယ်လိုဆက်နွယ်နေလဲပြီးတော့ social science ပေါ့နော်လူမှုသိပ္ပံဘာသာရပ်နဲ့နည်းနည်းဆက်နွယ်တဲ့အပိုင်းကနေပြီးတော့ရူမီယာမီဒီယာကိုစိတ်ဝင်စားတာဖြစ်ပါတယ်ရူမီယာကြောင့်အဲ့လိုအပိုင်းကိုစိတ်ဝင်စားတယ်ဒါပေမဲ့တချို့တငယ်ချင်းတွေကကြတော့ media production ပိုင်းစိတ်ဝင်စားတာလုံးဝအဲ့လို program director production director ရိုက်ကူရေး director ပဲစိတ်ဝင်စားတယ်ပေါ့နော် program တစ်ခုကိုယ်တိုင် camera ကြီးနဲ့လိုက်ပြီးတော့ရိုက်ချင်တယ် editing လည်းကိုယ်တိုင်ဝင်မယ်ပြီးကိုရိုက်တဲ့ program ကိုဒီ script ထက်မှပြချင်တယ်အဲ့လိုမျိုးရိုက်ကူရေး director ပိုင်းလည်းရှိတယ်ပေါ့နော်အဲ့တော့စိတ်ဝင်စားတဲ့အပိုင်းတွေတွားလို့ရတဲ့အပိုင်းတွေအရင်များတာဖြစ်တဲ့အတွက်ကြောင့်မို့လို့စိတ်ဝင်စားတာလေးကိုအရင်ဆုံးသိချဖို့လိုမယ်ပေါ့နော်ကိုအဲ့ဒါမှပဲကြောင်းတက်တဲ့အခါမှာအတန်းတွေကိုလည်းနည်းနည်းကိုနဲ့ကိုက်ညီတဲ့အတန်းတွေကိုလိုက်ရှာတက်နိုင်မှာဖြစ်ပြီးတော့မှအရင်ခေါင်းမရှုပ်တော့မှာပေါ့နော်တခါကျရင်ဒီလိုမျိုးဖြစ်တယ်လေဒီအတန်းကငါတက်တာတက်နေရတယ်ငါအတွက်လူရောလို့လို့လားဆိုတာမျိုးပေါ့နော်ကျောင်းကတော့ရူမီပြောလို့ပဲအကုန်လုံးခြုံပြီးတင်ပြလိုက်ပါပဲပြီးတော့ရူမီဂေါင်ဟီတက္ကသိုလ်ကဆိုလို့ရှင် media major ကလေ politics and economics department အောက်မှာရှိတာကကြတော့ social science နဲ့အရန်ຫນွယ်ပြီးတော့တင်တယ်ပေါ့နော်အတန်းတွေကလည်း theory based အတန်းနေနည်းနည်းများတယ်ပေါ့နော်ဘာဖြစ်လဲဆိုဒီဂျွန်ဟင်းက research တအားလုပ်တဲ့အကြောင်းပေါ့နော်အဲ့အတွက်ကြောင့်မလို့နည်းနည်း media လို့ပြောပေမဲ့အဲ့လိုမျိုးလက်တွေ့နည်းနည်းနဲတယ်လို့ចောင်းသားတွေညီးကြတာတွေ့ရပေါ့နော်တချို့ចောင်းတွေ program တစ်ခုရိုက်ခိုင်းတာပါမောက်ကအဲ့လိုမျိုးတကယ်ចောင်းသားတွေကိုကင်မရာကြီးနဲ့ဗီဒီယိုတစ်ခုခုရိုက်ခိုင်းတာ message တစ်ခုခုပေးတဲ့အဲ့လိုဗီဒီယိုရိုက်ခိုင်းတာမျိုးရှိပေါ့နော်ရူမီတို့ចောင်းမှာရူမီပဲရှာမတက်လို့လာတော့မသိဘူးရူမီကတော့အဲ့လိုအတန်းနဲ့မတက်အစကလေးကလေစိတ်မဝင်စားတော့တက်စရာလည်းမလိုလို့ထင်တယ်ပေါ့နော်ဒီကင်မရာလည်းမကင်တတ်ဘူးကင်မရာလည်းမချိန်တတ်ဘူး angle လည်းမယူတတ်ဘူးပြောလို့ရှင်အဲ့အတွက်ကြောင့်အဲ့အပိုင်းကိုရူမီကတိတ်မသွားကြရူမီကတော့ရူမီဂျွန်ဟီတက္ကသိုလ်နဲ့အရန်ကိုကိုက်ညီတယ်လို့ကိုထင်တယ်ပေါ့နော်social science လူမှုသိပ္ပံနဲ့ politics and economics ဒီနိုင်ငံရေးစီးပွားရေးနဲ့ဆက်နွယ်ပြီးတော့မှမီဒီယာကိုချင်းကပ်ချင်တဲ့လူတယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့ဂေါင်ဟီတက္ကသိုလ်ရူမီနဲ့အရန်ကြိုက်တယ်ပေါ့နော်တချို့ကျောင်းတွေကကြတော့အရန်လက်တွေ့ဦးစားပေးဥမာ drone တွေနဲ့လိုက်ရိုက်တာတွေရောအဲ့လိုမျိုးကိုယ်တိုင် program တွေလုပ်ပြီးတော့ပေါ့နော်ကျောင်းသားတွေကိုယ်တိုင်တခုခုcreate လုပ်ပြီးတော့ပေါ့နော်အဲ့ media content product တခုရလာအောင်အထိassignment တွေပေးတာမျိုးပေါ့နော်အဲ့လိုမျိုးတကယ်လက်တွေ့ဦးစားပေးတဲ့အတန်းတွေကိုအများကြီးတင်တဲ့ကျောင်းတွေလည်းရှိတယ်ရူမီတို့ကျောင်းမှာလည်းမရှိရတော့မဟုတ်ဘူးပေါ့နော်ရှာတက်တော့ရှိမှာပေါ့နော်အမေတခြားကျောင်းနဲ့ရှင်လိုက်နေတဲ့ဘက်ရောက်မယ်ပြီးတော့အကယ်၍ဂေါင်ဟီကိုတော့မီဒီယာမီဂျာရှောက်လိုက်ပြီးသွားပြီပေါ့ဒါပေမဲ့ငါအဲ့လိုလက်တွေ့လုပ်ချင်တာဘယ်လိုလုပ်ရမလဲအခုမှကြောင်ပြောတယ်မမီတော့ဘူးအဲ့လိုဆိုရင်ကြတော့
ကျောင်းကြီးမှာကြတော့အဲ့လို club တွေရှိတယ်ပေါ့နော်အဲ့လို club တွေထဲမှာဝင်ပါတာပဲဖြစ်ပြီး media major လောက် activity များတာ media major ပဲရှိရပေါ့နော်ပြီးခုံမိုးဂျွန်လို့ခေါ်တဲ့အဲ့လိုပြိုင်ပွဲလေးတွေပေါ့နော်အဲ့လိုမျိုးလေးတွေလည်းလိုက်ပြိုင်ပေါ့နော်video contest တွေရှိရလေကို video တစ်ခုရိုက်ပြီးတော့မှအပြိုင်ပွဲဝင်ပြိုင်ကို video ကဆူရသွားတာမျိုးပါမျိုးအဲ့လိုမျိုးကလေးကအဲ့လိုမျိုးကိုကလိုက်ရှာပြီးတော့မှ experience ကိုစုရမှာကို portfolio စောက်ရမှာပေါ့နော်အဲ့တော့နောက်ထပ်ပြောမှာကကိုသိချနေပါစေကျောင်းရွေးတဲ့အခါမှာမေဂျာရွေးတဲ့အခါမှာလည်းသိချနေပါစေကျောင်းတက်တဲ့အခါမှာတော့ကျောင်းနေရအကုန်လုံးခြုံပြီးတော့သင်ပါပဲဘာသာရပ်တွေအကုန်လုံးသင်ပါပဲအဲ့ထဲမှာကိုကအထူးပြုသွားချင်တာကိုသိချမယ်ဆိုလို့ရှိရင်နည်းနည်းအကျိုးရှိအချိန်ကိုကောင်းကောင်းစီမံပြီးဖွဲ့ရတဲ့အခါကျရင်သွားချင်တဲ့လမ်းကြောင်းရောက်မယ်လို့ထင်ပါတယ်နောက်ထပ်တစ်ခုပြောကြတာပေါ့နော်မီဒီယာမေဂျာကမယူသင့်ဆုံးမေဂျာထဲမှာပါတယ်ပေါ့နော်။ဘာလဲဆိုကျောင်းပြီးရင်ဘွဲရပြီးရင်အလုပ်ရဖို့မသေချာလို့ဆိုပြီးတော့လည်းအများကြီးပြောကြတာကြားတယ်ပေါ့နော်။ဟုတ်တော့လည်းဟုတ်လောက်တယ်။ဒါမဲ့လည်းကျောင်းကတည်းကကိုက experience တွေစုထားမယ်ဒီဘာသာရပ်အပေါ်ကိုကအရန် passion ရှိတယ်ဟိုမှာ PD နဲ့ပဲဥပမာပေးလိုက်မယ်ပေါ့နော် PD အရန်ဖြစ်ချင်တာအရန်အဲ့လိုမျိုး program တစ်ခုခုရိုက်ချင်တာကင်မရာနဲ့လိုက်ရိုက်ပြီးတော့မှအဲ့လိုမျိုး message တစ်ခုခုအရန်ပေးချင်တာအဲ့လိုမျိုးအရန်လုပ်ချင်တာဆိုလို့ရှိရင်တော့ passion ရှိရင်ဘာမဆိုဖြစ်တယ်လို့မြင်တယ်ပေါ့နော် job market ကအရန်တိုးရခက်လေပဲကိုမှpassion ရှိမယ် talent ရှိမယ်အဲ့ဒါနဲ့ like ကိုက်ညီတဲ့စူးစမ်းအားထုတ်မှုရှိမယ်ဆိုလို့ရှိရင်တော့အဲ့လောက်ကြီးဒီစိတ်မပူလည်းရမယ်လို့မြင်တယ်ပေါ့နော်ဒါမဲ့မီဒီယာမီကြောင်တကယ်လေစိတ်ဝင်စားရလည်းမဟုတ်ဘူးပေါ့ဒီတိုင်းလွယ်မယ်ထင်လို့စာတွေလွယ်မယ်ထင်လို့ပေါ့ဥပမာ coding တွေမလုပ်ရဘူးဗာလေသင်္ချာတွေမတွက်ရအောင် physics တွေမလုပ်ရအောင် chemistry မလုပ်ရအောင်လွယ်မယ်ထင်လို့ဒီတိုင်းလာလိုက်တယ်ဆိုလို့ရှင်တော့အမားကြီးမားမယ်ပေါ့နော်မီဒီယာမီဂျာလည်းသူ့ဟာနဲ့တူတော့စာတော်တော်ခက်တာရှိပါတယ်ပါမောက္ခတွေအကုန်လုံးကလည်းအရန်တော်ကြပါတယ်သူတို့ဟာသူတို့ research အပိုင်းမှာအောင်မြင်နေပြီးသားပါမောက္ခတွေဖြစ်တဲ့အတွက်ကြောင့်ကျောင်းသားတွေအပေါ်အရန်ဖြစ်စေချင်တယ်သူတို့ကျောင်းသားအရန်စူးစမ်းစေချင်တော့စာအခက်ကြီးတွေအများကြီးစွတ်တင်ပြီးတော့အများကြီးအိမ်စာလည်းအရန်ပေးရပေါ့နော်အဲ့တော့သူ့ဟာနဲ့သူ့မိဂျာနဲ့pressure လေးတွေတော့ရှိတယ်ဒါပေမဲ့စိတ်ဝင်စားဖို့ကောင်းတဲ့မိဂျာတစ်ခုကတော့ဟုတ်တယ်လုံးဝအဲ့ဒါတော့တကယ်မှန်တယ်ပေါ့နော်လူများတို့ဒီမီဒီယာမီဂျာတက်ရလို့အခုဒီနောင်တရတစ်ခါမှမရှိရဲ့အပြင်ကိုမီဒီယာမီဂျာကိုတက်တဲ့လူတွေများလာရင်ကောင်းမယ်ပေါ့နော်ဒီမြန်မာပြည်ကနေပြီးတော့ကိုမြန်မာကျောင်းသားအချင်းချင်းတော့မှမီဂျာပါတက်ရမယ်မှမသိဘူးဒါမှမဟုတ်မီဒီယာမီဂျာအရန်စိတ်ဝင်စားရဆိုလို့ရှိရင်အရန်ဆွဲခေါ်ချင်တာပေါ့နော်တက်ပါအရန်စိတ်ဝင်စားဖို့ကောင်းတယ်အရန်ကောင်းတဲ့မီဂျာတစ်ခုပဲပေါ့နော်သင်ရတဲ့ပညာရပ်တရားလေးခါကျလူကိုလေ mind blown ဖြစ်သွားစေရပေါ့နော်အခုချိန်ကြီးကိုတီးလာတဲ့များကိုယုံထားတဲ့အရာတွေကိုပြောင်းပြန်လန်နဲ့ပလိုက်လောက်တဲ့အထိတချို့အသိပညာလေးတွေအရန်ရတဲ့မီဂျာဖြစ်တယ်ပေါ့နော်အဲ့အတွက်ကြောင့်ယူကြပါစိတ်ဝင်စားရဲဆိုလို့ရှိရင် job market ကိုအရင်စိတ်မပူနဲ့ပေါ့နော်ကြောင်တက်ရင်လည်းကိုလိုချင်တဲ့လမ်းကြောင်းကိုရှာပွေသွားရင်ရတာပဲဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်အဲ့လိုပြောတဲ့ရူမီကမီဒီယာမေကြောင့်အရန်ကြိုက်တယ်ဆိုတဲ့ရူမီကရောကြောင်ပြီးရင်မလုပ်မှလဲဆိုပြီးတော့မေးတဲ့လူတွေရှိရပေါ့နော်ရူမီကအခုတက်ရလည်းရှိပြီဆိုတော့မကြခင်ဖွဲ့ရတော့မှလေနော်နောက်နေ့ဆိုလို့ရှင်ဒီ research ပိုင်းကိုပို့ပြီးတော့စိတ်ဝင်စားတယ်ဒီ media analysis media criticism media research ပြီး social science တဲ့အပိုင်းကိုအရင်စိတ်ဝင်စားတာဖြစ်တဲ့အတွက်ကြောင့်မလို့ research လုပ်ဖြစ်သွားမယ်လို့ထင်တယ်ပြီးတော့ဒီဘာသာရပ်ကလေ့လာရင်လေ့လာသလောက်သင်ယူစရာတွေလည်းအများများတယ်ပေါ့နော်ရူမီအခုထိလိုအပ်ချက်တွေအများကြီးရှိနေတယ်လို့ယုံတယ်ရူမီဒီ4နှစ်နဲ့မလောက်ဘူးလို့မြင်တယ်ပေါ့နော်အဲ့တော့စာလေ့လာခြင်းနဲ့ပြီး research တွေလုပ်သွားကြည့်ခြင်းနဲ့ပေါ့နော်ရူမီကတော့အပိုင်းစိတ်ဝင်စားတာဖြစ်တဲ့အတွက်ကြောင့် media research ပိုင်းသွားခြင်းနဲ့လူဖြစ်တဲ့အတွက်ကြောင့်မို့လို့ဘွဲရပြီးရင် master ဆက်ပြီးတော့ join ဖြစ်မယ်လို့ထင်တယ် job market ထဲတော့မတိုးသေးဘူးပေါ့နော်အခုချိန်ထိ